ကျွန်တော်လေးကပဲပြပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်အာယူဒီကပဲဖြစ်ပါရဲ့ကျွန်တော်ဒီနေ့မှာတော့ကူရှင်ကိုပူလေးပြောင်းသွားဖြစ်ပါရဲ့ပေါ့ကူရှင်ဘာ item တွေသွားလဲဆိုတော့ပုံပါတိုင်းတော့ဒီလာတော့သွားတယ် first item ဒီနေ့ဝင် second item တစ်ပိုင်း close third item ကို like လေးအချော်သွားမယ်လေကူမြောင်း item ကိုကြာလို့ stallion ပါအတမ်းထွက်တော့ရသွားမယ်နောက်ဆုံး item holy crystal ပေါ့နောက်ဆုံးကြာတော့ဒီရလေးဝယ်လာကဲပြီးကူရှင်ရဲ့ပုံမပြမယ်ဒီနေ့လို့ရှိရင်128ဒီနေ့ပဲတက်ကြာ128ဒီနေ့တက်တကယ်လို့ဝေးနေလို့ရှိရင်280နဲ့တက်2နဲ့ဆိုရင်တက်လို့ရတယ်လို့တကယ်လို့မဒီမဝေးဖြစ်နေလို့ရှိရင်2မြောက်တယ်2ရပဲ2လို့ပါခင်ဗျာနောက်ပြီးအာဒီဘလစ်ကကြတော့ဘလစ်နှခါကုန်လင်းကောက်ကောလဲဟုတ်ရဲ့မလားရတော့ကွန်ဘိုပြမယ်မာဝါကွာခဏပြန်ပြခဏပြင်ပြရိုးဘိုခဏဆောင်မလို့ကျွန်တော်လာဆောင်ပြမယ်တော့နေတယ် okay we copy ပြီးတက်လို့ရဟုတ်ပြီအနောက်ကိုပြန်ပြီးထွက် okay နော် okay ဟုတ်ပြီကိုရှင်ရဲ့ skill 1ရှုံစစ်လို့ရအဲ့ဒါနဲ့လေဂိမ်းမှာလုံးဝဘယ်သူမှကြောက်စရာမလိုတော့နောက်ပြီးကွန်ဘိုကကျတော့2နှစ်ခါတော့အဲ့ဒီတစ်စင်ခုံနောက်ပြီး2တစ်ခါပြည့်နောက်ပြီး1အလုပ်ပြီးဒီလိုလေးတက်လိုက်အဲ့ဒါရင်တစ်ခါ EC ပြည့်တယ်ဟုတ်နော် retweet လောက်မလို့ okay let's go အားလုံးပဲ bye bye ခင်ဗျာ bye bye ပါ